ကျွန်တော်ဒါလူငယ်တို့ပြောချင်တာစိတ်ရှည်ပါတီးခံပါအပေါင်းအသင်းများများဝင်စားအောင်နေပါနော်အဲ့လိုမျိုးလူရလာလေသူကပို့ပြီးတော့ကျဲတဲ့ကျဲလာဟိုတအားကြီးပေါ့နော်တခြားဟိုတိတ်ကန်ကောင်းလို့ဖြစ်တဲ့လူတော့ကျွန်တော်မပြောလို့ဟိုအားကစားတာပဲဖြစ်ဖြစ်လူပညာတွေပါပဲဖြစ်ဖြစ်ပေါ့နော် network ကို expand လုပ်တယ်ဆိုတာအရင်ကောင်းတယ်လို့ businessman တွေအတွက် network မရှိဘာမှလုပ်လို့မရဘူး friend အပေါင်းအသင်းတိုင်းဝဲမရှိဘာမှလုပ်လို့မရဘူး isolate ဖြစ်တဲ့လူကကြံခဲ့မှာပဲနောက်ဆုံးတော့ဥပမာတစ်ခုပြောရင်ကျွန်တော်တို့မြေသားလုပ်ငန်းလုပ်တဲ့တစ်ခုမှာကျွန်တော်ကားအစီး20နဲ့ဘယ်ဟို3စီးပို့ထားတယ်တနေ့ကိုမြေကြီးချင်း1800လောက်ကြာကျွန်တော်တို့ပြောကျွန်တော်လုံးဝလက်မခံနိုင်ဘူးကားတစ်စီးချင်းကျွန်တော်တွက်လိုက်တယ်တစ်စီးကို9ချင်းအခေါက်နဲ့ဆွဲရင်ချင်း100ဆိုတော့အခေါက်40ဆွဲလို့ရှိရင်ချင်း3600ကြာဘာဖြစ်လို့1800ပဲကြာတယ်ကျွန်တော်သွားထိုင်တယ်သူတို့နဲ့ကျွန်တော်ကားသမားတွေခေါ်ဆက်သမားတွေခေါ်အကုန်လုံးထမင်းစားငါတို့လုပ်ကြည့်ရအောင်မင်းတို့ဓာတ်နဲ့ပူပြီးတော့များအောင်လုပ်မင်းတို့လုပ်လို့ရအောင်မင်းဘာလို့လုပ်လို့မရမှာလဲဆိုတော့အဓိကတော့ဟိုခေါင်းဆောင်တွေအကုန်လုံးကလည်းကိုယ့်ရဲ့အောက်ခြေလုပ်သားအစားကို organize လုပ်ဖို့လို့ဘောနော်ရှင်းပြောတော့ top management လောက်ပဲစကားပြောနေလို့မရဘူးတချို့ကအဲ့လိုထိတာမကြိုက်ဘူးဒါပေမဲ့လူသားတွေချင်းတူတူပဲဒီယာရုတွေဆိုတာလုပ်ငန်းသဘောတရားအရ institutionalize ရထားတာဆက်ဆံတဲ့အခါကျရင်တော့လူသားအားလုံးကအတူတူပဲလို့ဆက်ဆံ